သားတို့သမီးတို့က light ရဲ့အကြောင်းကိုအရင်သိရမယ်အဲ့တော့ what is light light transfers energy light က energy တွေကို transfer လုပ်တယ် light sources give out light sources တွေကနေပြီးတော့မှအလင်းတွေကိုထုတ်လွှတ်တယ် we say they are luminous အဲ့လိုအလင်းတွေထုတ်လွှတ်တဲ့ light sources တွေကို luminous လို့ခေါ်တယ် energy is transferred from the sun to the earth by light wave အဲ့တော့ energy တွေကို sun ကနေပြီးတော့ earth ကို light wave တွေနဲ့ transfer လုပ်တယ် light can reach us from the sun and the stars အဲ့တော့အလင်းတွေကိုနေနဲ့ stars တွေကနေပြီးတော့မှတချို့ကဘာကြီးစီကိုရောက်လာတယ် it can travel through empty space because unlike sound light does not need a medium to travel through အဲ့တော့ light ကတဲ့ဒီနေရနေပြီးတော့တချို့ကဘာစီကြားထဲမှာဘာရှိလဲဆိုရင် space ရှိတယ်เนาะအဲ့ space ကိုဖြတ်နိုင်တယ် sound ကကြတော့ space ကိုမဖြတ်နိုင်အဲ့တော့ကြောင့် light ဒီ travel လုပ်ဖို့အတွက် medium မလိုဘူး Light is defined as a form of electromagnetic radiation emitted by hot objects like lasers, bulbs, and the sun. Or light ဆိုတာက electromagnetic radiation ရဲ့ပုံစံတစ်ခုပဲဒီ radiation ကိုဘယ်ကနေထုတ်လဲဆိုလို့ရှိရင် hot object ဖြစ်တဲ့ laser တွေ bulb တွေ sun တွေကနေပြီးတော့ဒီ radiation ကိုထုတ်တယ်အဲ့တော့တချို့နေကနေပြီးတော့เนาะကဘာကြီးကိုအားတဲ့အခါမှာ electromagnetic radiation တွေထုတ်လွှတ်တယ်အဲ့မှာဆိုလို့ရှိရင် light energy ပါလာတယ် thermal energy ပါလာတယ်ဒီအကြောင်းအရာတွေကိုတချို့ဘယ်ကနေပြီးတော့တာတို့တပီတို့ရှင်းပြလဲဆိုတော့ Helen Reynolds ရေးတဲ့ Complete Physics for Cambridge Secondary 1ဒီစာအုပ်ထဲကနေပြီးတော့မှ notes ထုတ်ပြီးတော့တာတို့တပီတို့ရှင်းပြတာเนาะ